ဒါကတော့မိုးနဲ့မင်းရဲ့အချစ်ဆုံးကိုခံရတဲ့အမျိုးသမီးပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဘယ်အချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ်သူမရဲ့ခေါင်းပေါ်မှာမိုးတွေအမြဲရွာနေတတ်လို့ပါပဲဘူးမနက်ခင်းမှာတော့အမျိုးသမီးဟာမိုးခွက်ခွက်လေးတွေခေါင်းပေါ်ကျလာလို့နိုးလာခဲ့ပြီးအိယာကနေချက်ချင်းတကမျက်နှာတစ်သွားတက်ရပါတယ်မနက်စာစားတဲ့အချိန်ကျတော့မိုးကအနှဲငယ်ပိုးတန်းလာပြီးကော်ဖီကိုမိုးရည်တွေနဲ့အတူရောတောက်ရတယ်လို့စားလို့မကုန်သေးတဲ့ပေါင်မုတ်တွေကိုလည်းမိုးမဆူအောင်အမြန်ဖို့အုပ်ထားရပါတယ်ဒါတော့မှအပြင်မထွက်ခင်မှာသူမဟာလှလှပပလေးမိတ်ကပ်ပြင်ပါသေးတယ်တကယ်တော့ဒါဟာမိတ်ကပ်ပြင်လာလားမပြင်လာလားမသိတာလားပဲပေါ့ဘတ်စကားပေါ်ရောက်တဲ့အချိန်မှာတော့ခေါင်းပေါ်ကမိုးကပိုးပြီးသေးလာခဲ့ပါတယ်ဒီလိုကိုယ်ပိုင်မိုးရွာနေတာကြောင့်ဘေးနာကအဖိုးကြီးရဲ့ညွန်ညင်တဲ့အကြည့်ကိုတော့ခံလိုက်ရပါသေးတယ်အချိန်ဘယ်လောက်ရှိပြီလဲလို့လက်ပတ်နာရီကိုကြည့်လိုက်တဲ့အခါကျမှကိုယွန်ကိုပဲနဲ့ဝယ်ထားတဲ့နာရီကရေဆိုမခံမှန်းသိလိုက်ရပါတော့တယ်ဘာပဲဖြစ်ဖြစ်ကုန်ပနီကိုတော့အချိန်မီရောက်သွားခဲ့ပါတယ်ဒီအချိန်မှာတော့ခေါင်းပေါ်ကမိုးလက်စားဟာမိုးကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါပြီဒါပေမဲ့ဝင်းကျင်အခြေအနေတွေဘယ်လောက်ပဲဆိုးရွားနေပါစေသူမရဲ့အလုပ်ပေါ်စိတ်အားထက်သန်မှုကိုတော့တားဆီးလို့မရခဲ့ပါဘူးလုပ်ဖော်ကိုင်ဖက်ကစာရွက်စာတမ်းတွေရိုက်ခိုင်းတဲ့အခါမှာလည်းသူမကကြီးကြီးဖြူဖြူနဲ့ပဲလက်ခံကူညီပေးခဲ့ပါတယ်ဒါပေမဲ့သူမရဲ့လက်နဲ့ထိလိုက်တာနဲ့စာရွက်စာတမ်းတွေအားလုံးဟာတစ်ခုနဲ့တစ်ခုကပ်ကုန်ပါတော့တယ်စိတ်ပြက်လက်ပြက်နဲ့ကွန်ပျူတာတွေကနေ electronic version ကိုပြန်ရှာအပ်ဖို့လုပ်တဲ့အချိန်မှာပဲနောက်တစ်စက္ကန့်မှာကွန်ပျူတာပါရှက်ဖြစ်ပြီးပြတ်သွားပါတော့တယ်အခုတော့တကယ်ကိုဒုက္ခလှလှတွေ့ရပါပြီကွန်ပျူတာအစ်စ်ဝယ်ဖို့ပတ်စံကိုတော့လစာတွေကပဲစိတ်အိုက်နေရလို့သမီးဟာလုပ်ဖော်ကတ်တာရတော့ဒါကိုမြင်ဘူးနေကြမှုထူးဆန်းတယ်လို့ဖြစ်နေကြပါပြီရအောင်ရေတောက်ဖို့လုပ်တဲ့အခါမှာတော့ဝါဝတုတ်တုတ်လူကြီးတစ်ယောက်ကသူမကိုစိုက်ကြည့်နေတာကိုကြုံရပြန်ပါတယ်ထိုလူကြီးလည်းစိတ်ထဲမှာထူးဆန်းနေမှာအမှန်ပါပဲခေါင်းပေါ်မှာမိုးရေတွေဒီလောက်ကျနေတာကိုဘာလို့ပင်ပန်းခံပြီးရေခဲတတာတွေကရေကိုခတ်တောက်နေတာလဲဆိုပြီးတော့ပေါ့ညစာစားချိန်ရောက်တဲ့အခါမှာတော့ခေါင်းပေါ်ကမိုးကြီးဟာမိုးတက်မုန်တိုင်းဖြစ်ပြောင်းလဲသွားပါပြီအရသာရှိတဲ့အမဲသားသမင်းဟာလည်းအရသာမရှိတဲ့မိုးရေစိမ်သမင်းဖြစ်သွားခဲ့ရပါတယ်ဒါပေမဲ့လည်းအမျိုးသမီးကတော့မြင်းရည်ဆက်ရည်ပဲဆက်စားနေခဲ့ပါတယ်စားတောက်ဆိုင်ထဲကနေထွက်လာတဲ့အခါမှာတော့သူမဟာအံ့ဩတုန်လှုပ်စွာနဲ့ပဲအပြင်မှာတကယ်မိုးကြီးရွာနေတာကိုတတိပြုမိသွားပါတယ်ဒါကြောင့်လွယ်အိတ်ထဲကနေထီလေးတစ်လက်ကိုအမြန်ထုတ်ပြီးစောင်းလိုက်ပါတော့တယ်ဒါပေမဲ့ထီကိုခေါင်းပေါ်မိုးလိုက်တဲ့အခါကျမှပဲဒီထီဟာသူမအတွက်ဘာမှအသုံးမဝင်မှန်းသိလိုက်ရပါပြီသူမရဲ့ခေါင်းပေါ်ကရွာနေတဲ့မိုးကိုတော့တားဆီးပေးနိုင်ခြင်းမရှိခဲ့ပါဘူးဒါကိုတွေးမိပြီးနောက်မှာတော့သူမဟာထီကိုလွှတ်ချလိုက်ပါတော့တယ်ဒီအခြေအနေကိုမပြောင်းလဲနိုင်ဘူးဆိုရင်လည်းစိတ်ညစ်မခံတော့ဘူးလို့ဆုံးဖြတ်ကရှိရှိနဲ့ယုံကြည်ချက်အပြည့်ရှောက်လန်းသွားပါတော့တယ်